အရင်ဆုံးစကူအလုပ်ပေါ်မှာဆန်းဆွဲကြည့်တဲ့အခါသူဆွဲလိုက်တဲ့ပုံရိပ်ဟာရုတ်တရက်အပြင်မှာအစစ်အမှန်ဖြစ်လာပါတယ်။သူအံ့ဩသွားပါတယ်။ဒါကိုအတီးပြုတ်ဖို့အတွက်သူကပန်းသီးတစ်လုံးဆွဲလိုက်ပါတယ်။တဖန်ထပ်ပြီးအဲ့ဒါကအစစ်အမှန်ဖြစ်လာပြန်ပါတယ်။သူဝမ်းသာအားရနဲ့အဲ့ဒီပန်းသီးကိုစားကြည့်တော့တကယ်ကိုအစစ်အမှန်ပါပဲ။သူစိတ်လှုပ်ရှားစွာနဲ့အဲ့ဒီပန်းသီးကိုအိတ်ထဲထည့်ပြီးသူ့တငယ်ချင်းစီပြေးသွားကအကြောင်းစုံပြောပြပါတယ်။စားကျွန်းစားကြံကိုပြပြီးသူဆွဲလိုက်လို့အသက်ဝင်လာတာလို့ရှင်းပြပါတယ်။ဒါပေမဲ့ပုံမှန်တိုင်းပါပဲသူ့တငယ်ချင်းကမယုံပါဘူး။သူကကြံတဲ့ပန်းသီးကိုစားလိုက်ပြီးဘာရီလာလျှောက်ပြောနေတာလဲဆေးရုံသွားပြလိုက်ဦးလို့ပြောပါတယ်။ဒါကိုတက်သေးပြဖို့အတွက်ဝမ်ကသူ့တငယ်ချင်းတောင်းဆိုတဲ့အတိုင်းရွှေတုံးတုံးဆွဲပါတယ်။ဒါပေမဲ့အံ့ဩဖို့ကောင်းတာကအဲ့ဒီပုံကချက်ချင်းအစ်မဖြစ်လာပါဘူး။သူ့တငယ်ချင်းကလှောင်ရဲပြီးအဲ့ဒီစက်ကူကိုပတင်းပေါက်ကနေအပြင်ကိုပစ်ချလိုက်ပါတယ်။ရုတ်တရက်အပြင်ကအဖိုးကြီးတယောက်နာကျင်လို့အော်ဟစ်တန်ကြားရပါတယ်။စက်ကူကသူ့ကောင်းကိုသွားမှန်တာပါ။အဖိုးကြီးကပတင်းပေါက်ကနေအုတ်ခဲနဲ့ပြည့်ရမလားဆိုပြီးစူပူပေမဲ့မြေကြီးပေါ်ကရွှေတုံးကိုမြင်သွားတဲ့အခါအိတ်ထဲထည့်ပြီးဘာမှမဖြစ်သလိုထွက်သွားပါတယ်။အဲ့ဒီအချိန်ကျမှဝမ်ရဲ့တငယ်ချင်းကယုံသွားပါတော့တယ်။သူကဝမ်ကိုပိုကြီးတဲ့ရွှေတုံးတုံးထပ်ဆွဲခိုင်းပြီးနှစ်ယောက်သားအံ့ဩနေကြပါတယ်။သူတို့ကအခန်းချင်းလေးမှာနေရတာဖြစ်လို့ဝမ်ကနန်းတော်ကြီးတစ်ဆောင်ဆွဲဖို့ဆုံးဖြတ်ပါတယ်။သူဆွဲလိုက်တဲ့အခါမြို့လေခေါင်မှာနန်းတော်ကြီးတစ်ဆောင်ရုတ်တရက်ပေါ်လာပါတယ်။လူတွေအံ့အသင့်သွားပြီးရဲတွေလည်းရောက်လာပါတယ်။လွန်ခဲ့တဲ့9မိနစ်ကမှဒီနေရာမှာဘာမှမရှိတာဘသူကဒီလောက်မြင်မြန်ဆောက်လိုက်တာလဲလို့သူတို့မေးကြပါတယ်။ရဲတွေကနန်းတော်တကားကိုဖွင့်ဖို့စ조사တဲ့အခါဝမ်နဲ့သူ့တငယ်ချင်းဟာအမှားကြီးမှားသွားပြီဆိုတာသိလိုက်ပါတယ်။ဝမ်ကပုံကိုပြန်ဖြတ်ဖို့စ조사ပေမဲ့ဘလို့ဖြတ်ရမှန်းမသိပါဘူး။အဲ့ဒီနောက်ဖောင်တိန်ပေါ်ကခလုတ်တစ်ခုကိုတွေ့သွားပြီးအဲ့ဒါကပုံကိုဖြတ်ပေးနိုင်တာသိသွားပါတယ်။သူနှိပ်လိုက်တဲ့အခါလူအားလုံးရဲ့ရှေ့မှာတင်နန်းတော်ကြီးဟာချက်ချင်းပျောက်ကွယ်သွားပါတယ်။